မြို့ရဲ့အကြီးဆုံးပြပွဲမှာစိုးသူရဲ့ပချီကားတချို့ဟာအကောင်းဆုံးလက်ရာအဖြစ်စုချီးမင်းခြင်းခံရတယ်အဲ့ဒီအချိန်ကြာမှလူတွေကစုပင်လာပြီးချီးမွမ်းကြတော့တာပေါ့ဟာစိုးသူကတော့ကံကောင်းလိုက်တာသူ့မှာပါရမီပါတာကိုညရင်းချင်းအောင်မြင်သွားတာပဲနော်စိုးသူကတော့ပြုံးပြီးအဲ့ဒီချီးမွမ်းစကားတွေကိုနားထောင်နေခဲ့တယ်သူတယောက်တည်းတည်တာကတော့သူဟာညရင်းချင်းအောင်မြင်လာတာမဟုတ်ဘူးဆိုတာပါ